မင်္ဂလာပါအမျိုးကြီးဒီနေ့ဗုဒ္ဓဦးနေ့မှာတော့ကျွန်တော်တို့အတော်ကိုဝဲအောင်ဝဲလီလိုက်ရှိခဲ့ပြီလားနှစ်ထပ်ကွန်းအောင်ဝဲကိုရရှိခဲ့တာမှာနော်ကျွန်တော်ရဲ့အမာကြီး6လေးကနေကုန်မှန်ခဲ့တဲ့အပြင်မှာမနေ့ပိုင်းမှာကျွန်တော်အထူးရွေးချယ်ပေးလိုက်တဲ့ပတ်သီး16ထဲက6ထိမှန်ခဲ့ပြီလို့ညနေပိုင်းမှာဆိုရင်ကျွန်တော်ရွေးချယ်ပေးလိုက်တဲ့နှစ်လေးပတ်သီးကလေးလာပြီးတော့ဆွဲခဲ့ပါလေအနေကုန်အောင်ဝဲဒီကိုရရှိခဲ့တာဖြစ်ပါတယ်နော်ဒီနေရာမှာသတိထားမိလားရှိလားတော့မသိဘူး break to break ထွက်ခဲ့တာကိုတွေ့ရပါတယ်မနေ့ပိုင်း86ညနေ40ဆိုတော့4 break ပေါ့နော် break to break ထွက်ခြင်းမူကြောင့်ကျွန်တော်တို့အနေနဲ့ဒီကြပေါက်3ည break တခုလာနိုင်ပါတယ်နောက်ပြီးတော့လာနိုင်ပြီအကောင်းပြီးတာကအပူလဲလာနိုင်ပါတယ်နော်ဒီတဲလို့ဒီကျန်တဲ့အချိန်ကြီးတွေမှာစော့ကျင်တယ်ဆိုလို့ရှိရင်ဘူးစော့ထားကြပါ3ည break မွေးထားကြပါအောင်ကျွန်တော်အနေနဲ့မနက်ဖြန်အတွက်အမာကြီးကိုပြောပြပါမယ်ဂျာသာရီနေကုန်အမာကြီးကတော့6-4ပါဒီကနန်းနေပါဝေး6-4ပါအရန်ကိုဝဲမြူးနေတာပါဒီကနန်းတွေကဆိုရင်မနေ့ဖြန်မနေ့ကြီးမှာကျွန်တော်ထုံးစံအတိုင်းပဲတကွက်ကောင်းနဲ့အတူ short video လေးဝင်းကြည့်ပေးကြပါအောင်နော်ကျွန်တော် video တင်တိုင်းတွေ့ရအောင်လို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်ခဲ့ပြီးတော့ဘေးက notification ကောင်းအောင်လေးကိုနှိပ်ထားလိုက်ပါအဲ့ဒီကောင်းအောင်လေးကိုနှိပ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် video တင်တိုင်းတွေ့ရမှာပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးတွေအားလုံးရွှေထုတ်ပိုင်းနိုင်ကြပါစေ